ဆိုတော့ပြန်လာမှာပါရန်ကုန်ပြန်သေးအောင်မဟုတ်ပါဘူး let's go ရှေ့ကိုဆက်သွားမယ် fighting ဟေးရွှေစကုံဖျားမှာလူတိနေတဲ့နေရာတနေရာရှေ့ထားအဲ့နေရာကိုကျွန်မမဲရဘယ်တော့မှကျွန်တော်မေးလို့ရမယ့်နေရာမဟုတ်ဘူးအားကျွန်တော်လိုက်ပြဒီနေ့ကတော့ကျွန်တော်ပကံကိုစိုးရိမ်လဲမယ်ဆိုပြီးတော့တွေးထားရဆိုမဲ့လည်းပဲနိုးတဲ့အချိန်က8 နာရီဖြစ်သွားတယ်အဲ့လိုဆိုတော့နည်းနည်းနောက်ကျပါပြီတစ်ချက်လေးလိုက်ကြည့်ပေးပါဦးဗျဒါကတော့ကျွန်တော်တဲတဲ့ဟိုတယ်ဝန်းရဲ့ပုံစံလေးတွေပေါ့အကျယ်ရွယ်ကျွန်တော်ကလေးရေကူးခံလေးရှိလို့လူကြီးရေကူးခံလေးရှိတယ်ဗျကျယ်ရတော့အကျယ်ကြီးပဲဗျလက်ရှိမှလည်းကျွန်တော်မနက်စာပါကျွေးလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရိုက်ပြထားပေးထားပါတယ်ဘိုက်ကအောင်နေတာနဲ့ကျွန်တော်လည်းအများကြီးမစားနိုင်ဘူးပုံမှန်ဆိုကျွန်တော်အကုန်စားတဲ့သူကလက်ရှိပါစားလဲဆိုတာနဲ့ပတ်သက်ပြီးတစ်ချက်လေးလိုက်ကြည့်ပေးပါဦးဗျရွှေကြီးကုန်းဖျားရင်သွားပါမယ်လိုက်ခဲ့ပါဦးဗျာပကံကိုရောက်တာအမြဲပထမဆုံးသွားတဲ့နေရာကတော့ရွှေကြီးကုန်းဖျားဒီတစ်ခေါက်ကတော့ပြောမယ်ဆိုမနေ့ကပကံကိုရောက်ပြီးတော့ရွှေကြီးကုန်းဖျားတော့ရောက်လာခဲ့ပြီဒီလမ်းကြီးကတော့ကျွန်တော်ပြောမယ်ဆိုရင်တပုံရိုက်လို့လဲအရန်ကောင်းတယ်အရန်လဲလှပါတယ်ဆိုတော့ကျွန်တော်အရင်တော့ဆိုရင်တော့ရွှေကြီးကုန်းဖျားကိုအရင်လာတယ်ပြီးတော့မှအလို့တော်ပြည့်ဆက်သွားတယ်ဒီတစ်ခေါက်တော့ဘယ်သွားမလဲဆိုတော့ပတ်သက်ပြီးတော့လိုက်ကြည့်ပေးပါဦးဗျဒီကမြန်မာတာပဲအရင်တော့ဆိုရင်ဘယ်ဆိုရင်လူဘယ်နှယောက်လာလဲဘယ်ရလာလဲဆိုတာပြောစရာမလိုဘူးကြတော့လူဦးရေအတွက်ဒီကောင်းမယ်ဖုန်းနံပါတ်ဘယ်ရလာလဲစသဖြင့်ပေါ့ညဘက်ဒီပဲလာဖြစ်ညဘက်ညနေဒီနေရာလေးတော့ရှင်းတယ်ဘုရားရှင်ခိုးလာမယ်အဲ့လိုလာတဲ့အခါညဘက်တည်းပို့ပြီးတော့မိုက်တယ်ဟောပြမယ်နေ့ရက်တနေ့ပြမယ်ကျက်စစ်သားနော်ရထားမျိုးကျက်စစ်သားကိုလမ်းနဲ့ပြလိုက်တဲ့အခါမှာဒီအိမ်ဖြစ်သွားတဲ့ဥစ္စာဒီပေါ့ကြည့်လိုက်မြင်ကြမြင်ဒီရဲ့အထိပ်ပြအတိတ်လောက်ပဲပြမယ်ဆိုပေါ့နော်ထားမြဲကျက်စစ်သားတဲ့မှာကျွန်တော်တို့ဒီတချင်းရမှာလေနားတော်ပွဲအဲ့လိုပုံစံမျိုးနဲ့ထိုးလိုက်တာအဲ့တော့အပေါက်ဖြစ်သွားအေးပေါက်ရေးထည့်ပြီးတော့မှအေးရေပေါက်ကနေပြီးတော့လမ်းကြီးရခါရွှေစကုံဖျားပြေဆုံးမြင်ရတဲ့ပုံစံမျိုးဥတည်ပြီးတော့ဘာလို့တာလို့ပြောတယ်ဖျားထည့်ထားလို့ပြောတာပဲအကြမ်းမြင်နေပေါ့အေးရွှေစကုံဖျားမှာလူတိနေတဲ့နေရာတနေရာရှေ့ထားအဲ့နေရာကိုကျွန်မမဲရဘယ်တော့မှကျွန်တော်မေးလို့ရမယ့်နေရာမဟုတ်ဘူးအားကျွန်တော်လိုက်ပြဟေးဒါတော့ညင်းခွာရွာညင်းခွာရာရွှေစကုံဖျားရဲ့ဘယ်ဘက်မှရှိလဲတော့မသိဘူးဒါပေမဲ့ကျွန်တော်သွားကြံနေဒီညမဟုတ်ဘူးဒီဘက်ချမ်းတော့မသိမေးနေဘယ်တော့မှလဲနော်စိုးရောက်ခဲ့တယ်နှစ်ခေါက်ဆက်ထိုက်တော့အဲ့ကိုရောက်တယ်တန်းလဲတည်ရင်ကြီးဒီဘက်ချမ်းတယ်ဟုတ်လားမလဲဟုတ်တယ်ဒီနေရာဆူတောင်းပြည့်မယ်တဲ့ပြောခဲ့တာပဲစုတွေလည်းတောင်းခဲ့တာပဲဒုံရပါပဲဒါတော့ဒီဘက်ချမ်းတော့မဟုတ်ဘူးကျွန်တော်ဒီတိုင်းလိုက်ပြပေးရဆိုတော့သွားမယ်လားဒီလားဒီလည်းဘယ်ချမ်းမှာဆူတောင်းပြည့်နေရရှိတယ်ဒီနေရာလေးတွေကတော့အမှတ်တရလေးပေါ့တချို့အမှတ်တရတွေပြန်တွေ့ရမကောင်းဘူးစဉ်းကြည့်ဖို့ကောင်းတယ်
စုရင်းနဲ့ပတ်သက်ပြီး trauma ရသွားတဲ့လူတယောက်ကဘလို့ပဲစုတောင်းပြပါတယ်ပဲပြောစုမတောင်းချင်တော့ဒီကဘုရားရောက်ပြီဆိုရင်ဘုရားတရားတန်ခါးပြီးပါဆရာသမားဟိုပဲဥဒိထားပြီးတော့ရှင်ခိုးတော့တယ်မဆူးမတောင်းဖြစ်တော့အောင်မြေပါတော့မှစုမတောင်းခဲ့ဘူးကြီးပြောရပြီဆိုတော့ရွှေစကုံဘုရားပြေးပြီဆိုရင်အလိုတော်ပြေးတော့ဆက်သွားလို့ရမှာသွားတော့ဒီနေ့ပြင်ကားပြေးသွားဖို့မယ်ပထမဆုံးပြေးရတော့ကျွန်တော်ကတော့အရင်ဆုံးဟိုကကျွန်တော်မြို့တစ်ဆိုတာဟိုဘက်မြို့ရှောင်းလမ်းလားမသိအဲ့လမ်းမှာရှိရဘုရားကိုအရင်ဆုံးသွားဖို့ပါမယ်လိုက်ခဲ့ပြပါအောင်ဗျဒါတော့ရွှေစည်းကုန်းဘုရားရဲ့အထွတ်လေးပေါ့ခက်လေးလေးအဲ့ဒီကြည့်လို့ကောင်းပါလေ Let's go ဒီပကံမှာကျွေတရားအောက်လမ်းပြီးအပေါ်လမ်းတစ်လမ်းရှိသေးတယ်အဲ့ဒီလမ်းနှစ်လမ်းပဲပကံဘုရားတွေပူရမှာဗျဆိုတော့အခုလက်ရှိကျွန်တော်အပေါ်လမ်းကိုတက်မယ်ပြီးတော့ပြီဆိုရင်ကျွန်တော်အပြည့်5ပြည့်ဘုရားကြီးကျွန်တော်စပြီးတော့ပူမယ်ဆိုတော့ကျွန်တော်လမ်းကြောင်းလေးလည်းအလင်းလေးတို့ကျွန်တော်ရိုက်ပြီးတော့ပါမယ်တစ်ချက်လေးစောင့်ကြည့်ပေးပါ Okay ပါကျွန်တော်ညစီလမ်းကနေပြီးတော့ချိုးချောက်ရတယ်ဒီညစီလမ်းကညဘက်ဆိုရင်တော့ရှယ်ချီတယ်ဒါပေမဲ့စနေတနင်္ဂနွေနေ့လူကြားတဲ့ရက်တွေဆိုတော့ပိုစီတော့ကျွန်တော်လာတဲ့ရက်တိုင်းကလူမကြားတဲ့ရက်တွေဆိုတော့လူအလောက်ထိရှည်တာမျိုးတော့မတွေ့ရအောင်ဆိုမဲ့လည်းပဲအခုကျွန်တော်အပေါ်ဖြတ်တက်တဲ့အခါမှာဒီညစီလမ်းနေပြီးတော့ကျွန်တော်ဖြတ်တက်သွားတယ်ပုံပေါ်ရောက်တစ်ချက်ပြပေးပါမယ်အခုဆိုရင်အပေါ်လမ်းပြန်ရောက်သွားပြီပေါ်လမ်းရောက်ပြီကျွန်တော်ရှေ့ရောက်တဲ့အခါကျရင်ကျွန်တော်ညာဘက်ချိုးမယ်သုံးခွားပေါ့အဓိကပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီရန်ကုန်ပြန်တဲ့လမ်းလို့လည်းပြောရတာပေါ့အဲဆိုရင်ကျွန်တော်တို့ဒီဘကံမျိုးမကြိုးစိုးပါရေးဆိုတော့ကျွန်တော်ဆိုင်းဘုတ်ကိုပြန်ဖြတ်မယ်ဗျပြန်ဖြတ်ပြီးပြီဆိုတော့ねကျွန်တော်သွားတဲ့လမ်းတော့ဝေးတယ်ဒါပေမဲ့လေလမ်းမတိုင်းဆိုတော့နည်းနည်းအဆင်ပြေသွားလာရတာဘာလို့ဆိုတော့အခုလက်ရှိမှာဒီလိုလမ်းလေးရတော့ပို့ပြီးတော့ရွေးချယ်ရအဆင်ပြေမယ်လို့တော့ထင်တယ်အဲ့အတွက်ကြောင့်လည်းပဲကျွန်တော်ရွေးချယ်ထားတာပေါ့ဆိုတော့ကျွန်တော်တို့လက်ရှိပြပါဦးဒီလမ်းလေးတွေအဆင်ပြေလားမပြေလားဆိုတော့ပတ်သက်ပြီးတော့ဆိုတော့ပြန်လာမှာပါရန်ကုန်ပြန်သေးအောင်မဟုတ်ပါဘူး let's go ရှေ့ကိုဆက်သွားမယ် fighting အမှန်ဆိုရင်လေဒီလမ်းတွေပွားနေပြီးတော့လေစိုက်ကယ်မောင်းတဲ့ခါကျရင် e-bike ပေါ့ဗျာ e-bike မောင်းတဲ့ခါကျရင်ကောင်းရင်ပြာနေတဲ့ခါမှာမောင်းရတာပို့ပြီးတော့ကောင်းတယ်ဗျာရာသီဥတုကပူတယ်ဆိုပေမဲ့လည်းပဲဒီလိုမျိုးကောင်းရင်ပြာကြီးအောက်မှာပကံမြို့ကြီးကိုလက်ပဲရတဲ့ feeling ကဘာတည်းမှတော့မတူဘူးဗျာကျွန်တော်စိတ်တစ်ခုထပ်ပြောင်းသွားပြီပြည့်5ပြည့်ကတော့တနေ့ကုန်ကျွန်တော်ပူးလို့ရတယ်အရန်ကြီးလည်းမဝေးဘူးကျွန်တော်သွားမဲ့လမ်းကြောင်းတွေမှာရှိတယ်ဆိုတော့မင်းနဲ့သူကြွရဝင်မယ်ပြီးရင်မျောစင်ပေါ်တက်မယ်ဗီဒီယိုရိုက်မယ်ဆိုတော့အဲ့ကြည့်ပါဦးရှေ့မှာတော့ကျွန်တော်လမ်း3ကတွေ့ရခါကျညာဘက်ချိုးမယ်မောင်းရင်နဲ့လေဒီလားလွမ်းလာပြီဒါဘာလို့လွမ်းမှလည်းမသိဘူးကံမျိုးကြီးကိုရောက်တော့တီးတဲ့သူတွေကတော့ဗစက်ပိတ်ထားပါမသိတဲ့သူတွေအတွက်တမန်နည်းလေးဖီးပါမယ်ဘာလို့လွမ်းမှမသိပါဘူးတကယ်ပါပဲစိတ်လည်းညစ်တယ်လွမ်းတယ်လမ်းရကောင်းသွားပြီဟာအရင်တော့လာတော့ဒီလမ်းကတော့မကောင်းသေးဘူးအဲတော့ကျွန်တော်မလာတနေ့မပြည့်သေးဘူးအဲ့ချိန်တော့ဒီလမ်းကြီးပြင်တယ်ခေါ်တော့လမ်းကတော်တော်လေးတော့မိုက်သွားရေတော်တော်လေးလမ်းချောသွားရေကျွန်တော်လိုမျိုးပေါ့လမ်းကတော်တော်ချောသွားရေချောလုံးခန့်နေမင်းသားမင်းသမီးရေလာတော့မသိဘူးဟုတ်တယ် style လေးဘလိုက်လေးအပြည့်ပဲဒါပေမဲ့ကျွန်တော်တော့ယူပါမလန်း style မလန်းဖြစ်ကျွန်တော်မင်းသားသွားလို့လိုက်ပါကွာတိလားအဲဆိုရင်တော့အဲ့ရိုက်ခွေဆောင်းပေါက်သွားပြီဒါတော့ကျွန်တော်ဒီမျောစင်သွားရဲ့လမ်းလေးပါမျောစင်သွားရဲ့လမ်းကတော့ချစ်ဖို့ကောင်းပါလေကျွန်တော်တော့ချစ်ဖို့မကောင်းပါဘူးမျောစင်သွားပါမယ်လိုက်ချီပြီနမ်းမျောစင်တော့ရောက်ပြီဟောပေါ်စင်မဟုတ်အောက်ရောက်ပြီကြည့်ပါပေါ်တက်မယ်ကြောက်တဲ့သမားတွေဆိုရင်ဒါသွားကျင်နေတယ်တော့လေဒီရှေ့ဟိုတယ်ကတော့ဘာဟိုတယ်လဲတော့မသိဘူးအဲ့ဟိုတယ်တော့မဟုတ်နမ်းမြော်တင်သွားမယ်ပြီးတော့သွားရမယ်ခုနကတော့ဖះတစုဝင်အောင်မဟုတ်ပဲဒါပေမဲ့လူအရင်များတာဖြစ်တယ်သူကမဝင်မဲနဲ့ဒီကိုတန်းလာခဲ့လိုက်တယ်အဲ့ညာရချင်းပြေးသွားလို့ရတယ်ကြည့်ဘယ်လိုလဲကောင်းကကိုင်းနဲ့ပြေးတဲ့ချင်းသူတွေဆိုတော့ဒီနေရာ share ကဲ17လွာတက်နေပါပြီဟာဘိုက်ကလည်းအောက်တယ်ဟေး
我要喏的给龙啊，那我演的树木背龙啊，看啥这里的给我看啥呀？ဒီလေကားစီတော့ဒီရှုခင်းနေမြင်ရတဲ့ခန်းစားချက်တော့ရှိတယ်။ကဲကျွန်တော်လေကားလည်းဆင်းတယ်တက်လေကားလည်းဆင်းတယ်။ဒါပေမဲ့ဘိုင်းအောင်နေတခုပဲ။ဘိုင်းပြန်အောင်ပါပဲကြောက်ပါတယ်။ဟိုင်ယို let's go နောက်တနေရာတော့မင်းနဲ့သူရသွားမယ်။ဒီနေ့ကတော့တပ်ပုံရိုက်လို့မကောင်းဗီဒီယိုရိုက်လို့မကောင်းဘူးအုံနေရတယ်။နောက်ခါကျလူများဒီနေ့မှလူများတဲ့ရက်ကိုရှောင်းလာတယ်။လူများတဲ့ရက်နဲ့တန်းတိုးတယ်။တော်ကောင်းလိုက်တာကျေးဇူးပါလို့ကဲပါပဲမင်းနဲ့သူရသွားမယ်ဗီဒီယိုလေးလမ်းမှာရိုက်လို့ဆင်ပြေနေတာတွေ့ကင်မရာထုတ်ရိုက်မယ်ဒါလက်ရှိရှုခင်းလေးပေါ့တရားတွေးမိရတခုရှိတယ်ဒီပိုလေးမှာလေးထိုင်ရိုက်ဘလောက်တော့လားဒီနားလေးမှာထိုင်ပြီးရိုက်လိုက်မယ်ဆိုရင်ဟိုမှာလေး TikTok ဆော့ရအောင်ပြီး TikTok လာဗီဒီယိုရိုက်ရလားမပြီးတော့အေးသချင်းတော့ငါရတော့မယ်တကယ်ဒီပေါ်လေးမှာလေးအဲ့လိုမျိုးထိုင်ရိုက်တဲ့အခါတော်တော်လေးလှအောင်ဟောဆိုတော့နောက်ခံ view လေးရတယ်မလားဒီ temple လေးတွေလည်းမြင်နေရဆိုတော့ရှယ်ပဲရိုက်ပေးကြလူလည်းမရှိဘူးရိုက်ခိုင်းတာဆိုတော့အကိုနေရဝယ်ရှိသေးတယ်ခါကြလဲပြင်းရိုက်ခီးသွားတာဒါပေမဲ့ပြင်းမလို့မကောင်းပါဘူးပြင်းမကောင်းတဲ့တွေးပြင်းမကောင်းတော့ဆိုတော့ခါလေးကြအောင်လဲဗျာတဲ့မှာတယောက်တည်းသွားတဲ့ခံစားချက်ကကောင်းတဲ့ချက်လည်းရှိလို့မကောင်းတဲ့ချက်လည်းရှိလက်ရှိခံစားချက်တွေကတော့ကောင်းပါတယ်ကောင်းနေတော့မယ်ဟိုတနေ့ကဘိုင်းအောက်တဲ့နေ့ကတော့မကောင်းဆိုတော့အခုဆက်သွားမှကတော့မင်းနဲ့သူရွာသွားမှာဖြစ်ပါတယ်မင်းနဲ့သူရွာသွားရင်လမ်းမှာဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးရှိတယ်ပြမယ်ဒါတော့ကျွန်တော်သိရနေရပေါ့ပကံသူပကံသားရတော့ဘူးတိတာပေါ့ဗျာတဲ့မှာခီးသွားတယောက်နေနဲ့ကိုခံစားလို့ကောင်းတဲ့နေရာတနေရာလေးပြောပြပေးပါမယ်လိုက်ကြည့်ပေးပါဦးအေးတော့ဒီတားထားရင်မရှိဘူးဝင်လေလို့ရတယ်အခုကြောင်တော့ဘာလို့ဒီလိုတားထားလို့သိဒီနားလေးတော့တော်လေးရမတားထားဘူးချောရပါကီးရရေးချက်ပါလေခံစားချက်ကတော့ဟိုးမှာတော့ဘုရားလမ်းတွေ့နေရတာဘုရားနဲ့မမေ့ပါဘူးမားရင်ဆဲခံပါဆိုလို့မပြောတော့ဆိုတော့ဒီကတော့အထွက်လမ်းအထွက်မှာမြင်ရတဲ့နေရာလေးပေါ့ခုနကတော့အဝင်မှာရိုက်ပြထားပြီအထွက်လူများတယ်လူတော်များဆိုတာအတွဲလေးမြင်ပို့ပြီးတော့လွမ်းနေကွာတကယ်ပေါလွတ်လုံတော့မသိဘူးဒီနေရာတွေကတော့စပြီးတော့အတွဲလေးတွေဓာတ်ပုံရိုက်လို့လှမဲ့နေရာလေးပေါ့အဲ့လေလက်တစ်ဖက်ကလွတ်ပြီးတော့ဆိုင်ကယ်မောင်းရတာလေးဆင်ပြေပါဆိုတော့ဒီနေရာလေးတွေကတော့တော်တော်လှပါတယ်အတွဲလေးဓာတ်ပုံရိုက်ချင်တဲ့ခါဖြစ်ဖြစ်ဒီဘက်ချမ်းလေးတွေတဲ့မှာဒီဘက်မှာဆိုရင်ပြမယ်လှတဲ့နေရာလေးဟိုမှာရိုက်နေကြဒီနေရာလေးဆိုတဲ့ကတော်တော်လေးလှတယ်ရိုက်တဲ့သူပါတယ်ဆိုတော်တော်လှတယ်နောက်တဲ့နေရာပဲနေရာလေးဆိုတော့ဒီမှာဒီကြောင်ဒီနေရာလေးဆိုတော်တော်လှတယ်ကင်မရာထုတ်ချင်တယ်ထုတ်ပြီးပြန်ထည့်ရတယ်စိတ်ဆင်းရဲလို့ကိုကတော့ဆိုင်ငယ်နဲ့ပဲလိမ့်လိုက်ပါအောင်မယ်ကြည့်လိုက်တော့ဒီနေရာလေးဆိုတော်တော်လှကဲဒီ